ဈေးပါကျွန်တော်တို့အကင်းလေးအတုပ်တွေအကုန်ရပါတယ်ဟောရောင်းနေကြပါတယ်မြန်မာနိုင်ငံလိုပဲလေးကထိုင်ရောကိုအကြမ်းဘူးတိုင်းတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုရီးယားနိုင်ငံမှာကျွန်တော်နောင်လုံမီတို့ပွဲတော်ညနေပိုင်းကနေကျွန်တော်စရောက်တာအခုညငင်းလေးညင်းနေပါပြီခဏနေကျွန်တော်နောင်လုံမီတွေမီးထွန်းတော့မှာပါဟုတ်ကဲ့ကျွန်တော်ခဏနေကြာကျွန်တော် line လုပ်ပြီးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ငါ့ဘူးတော့နောက်ပြီလားပြည့်လို့ပါသေးလို့ဟာကျွန်တော်တို့ကိုရီးယားမီတုံးပွဲတော်ကနေပြီးတော့ကျွန်တော်ပြန်နေပါပြီပြန်လဲလူကပြန်ကြည့်တယ်လို့ကြည့်တယ်ပြန်ခဏလောက်ပြန်ကမ်းခြေသူကမ်းခြေမဆင်းလိုက်ရ